API ဆိုတာဘာကိုပြောတာလဲလောလောကူကူမြင်အောင်ကြည့်ဖို့စားသောက်ဆိုင်တစ်ခုကိုဥပမာပေးချင်ပါတယ်သင်က customer တယောက်ပါအစားအသောက်ကိုချက်ပြုတ်ပြီးမယ်မိဖို့ကြောင့်ကစာပါတစ်ခုပါကြားထဲမှာစပွဲတို့တယောက်လိုပါတယ်ဒီနေရာမှာစပွဲတို့ကို API လို့သဘောထားလို့ရပါတယ်သင်ကစားကျင်တာကို order တင်လိုက်မယ်စပွဲတို့ကတင်မာထားတာကိုမိဖို့ကြောင့်စီတွားပြောပါမယ်အစားအသောက်ရပြီဆိုတာနဲ့သင်စီကိုယူလာပြီးမှဖြစ်ပါတယ်ဒါကို request response နီလန်းလို့ခေါ်ပါတယ်ဒါဆိုရင် app တွေမှာရောဘယ်လိုလုပ်လို့တာလဲ food delivery app တစ်ခုကိုစဉ်းစားကြည့်ပါ app ထဲမှာဆိုင်ပေါင်းစုရဲ့ menu တွေကိုပြဖို့အတွက်ဆိုရင် restaurant API ကိုသုံးရပါမယ် deliver ပို့ပေးဖို့လမ်းကြောင်းပြဖို့ဆိုရင် map API တွေကိုသုံးရပါမယ် API နဲ့အဓိကစွမ်းဆောင်ချက်ကတော့မတူညီတဲ့ program တွေ system တွေအချင်းချင်းချိတ်ဆက်ပြီးတော့ data တွေအပြန်အလှန်ပေးပို့ဖလှယ်နိုင်တာပါဒါကြောင့်ပဲ website တွေ app တွေမှာပြင်ပကသတင်းချက်လက်တွေကိုဖော်ပြပေးနိုင်တာကိုယ့်ရဲ့ Google account နဲ့တန်းပြီးတော့ဝင်လို့ရတာ payment check out လုပ်လို့ရတာမျိုးတွေလှုပ်ဆောင်နိုင်တာပါနောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာပြောပြပေးခဲ့နိုင်ပါတယ်